အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆက်လက်ပြီးတော့ကြံရှိနေတဲ့အပိုင်းကိုဆက်လက်ညှဝေပေးတော့မှာဖြစ်တယ်အရင်ရက်တွေမှာကျွန်တော်ဒီခရစ်တော်ကိုယုံကြည်ခြင်းအပြင်ဖျားခင်ပေးထားတဲ့ထာဝရအတ္တဟာထာဝရမဆုံးရှုံးတော့ပါဘူးဆိုတဲ့အကြောင်းတော့ကြည့်ခဲ့ကြတယ်ဘာကြောင့်လဲဆိုလို့ပြောရခြင်းမှာဒီသုံးပါးတဆူဖျားရဲ့ထာဝရလုံခြုံမှုပေးထားတဲ့အကြောင်းငါတို့ရဲ့ထာဝရအတ္တဟာမဆုံးရှုံးတော့ပါဘူးဆိုတဲ့အကြောင်းတော့ကြည့်ခဲ့တာဖြစ်တယ်ဒီထဲမှာငါတို့ဒီသုံးပါးတဆူဖျားထဲမှာအဖခမေတော်ဖျားတာတော်ယေရှုခရစ်တော်ဖျားတန်ရှင်တော်ဝိညာဉ်တော်ဖျားသုံးပါးတဆူထဲမှာငါတို့ဒီအဖခမေတော်ဖျားအကြောင်းကိုလေ့လာခဲ့ကြပါတယ်အဖခမေတော်ဖျားတခင်ကသူ့ရဲ့မပြောင်းလဲတဲ့အစမပြတ်ချစ်ချင်းမြတ်တာနဲ့ငါတို့ကိုချစ်ထားတဲ့အတွက်ကြောင့်ငါတို့ကိုချစ်နေတဲ့အတွက်ကြောင့်သူချစ်ထားတဲ့သူချစ်အပ်ထားတဲ့သူချစ်ထားတဲ့ခရစ်တော်ယုံကြည်တဲ့ငါတို့တွေကိုတစ်ချိန်ကြာရင်သူပြင်ဆင်ထားတဲ့ဒီအိမ်တော်ကိုအတူနေဖို့ရန်အတွက်တစ်ချိန်ကြာရင်လာခေါ်มาဖြစ်တယ်ပေချပေါက်ငါတို့ဟာခရစ်တော်နဲ့အတူထာဝရနေရမှာဖြစ်တယ်ဖျားခင်ပြင်ဆင်ထားတဲ့ကောင်းကင်နိုင်ငံတော်မှာနေရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့သူချစ်ထားတဲ့သူတစ်ချိန်ကြာရင်လာခေါ်มาဖြစ်တယ်ဒါကြောင့်ဖျားခင်နဲ့အတူမနေရဖို့ရန်အတွက်ဘယ်သူမှဘယ်အရာမှမတားဆီးနိုင်ပါဘူးခရစ်တော်အားဖြင့်ခံရတဲ့ဖျားခင်ချစ်ချင်းမြတ်တာကလည်းဘယ်သူမှငါတို့ကိုမခွင်းနိုင်ဘူးဆိုပြီးမှငါတို့လေ့လာခဲ့ကြတာဖြစ်တယ်ဒီနေ့မှာတော့ဆက်လက်ပြီးတော့ဒီကြံရှိနေတဲ့ဒီယေရှုခရစ်တော်ဖျားရဲ့လုံခြုံမှုပေးထားတဲ့အကြောင်းနဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဖျားရဲ့လုံခြုံမှုပေးထားတဲ့အကြောင်းကတော့လေ့လာကြည့်ကြမှာဖြစ်တယ်ကဲဒါဆိုရင်ဒီယေရှုခရစ်တော်ဖျားရဲ့လုံခြုံမှုပေးထားတဲ့အကြောင်းကတော့ကြည့်ကြပါစို့ယေရှုခရစ်တော်ဖျားကသူ့ရဲ့တကိုးကြီးရောကွယ်ကာမှုနဲ့ငါတို့ကိုလုံခြုံမှုပေးထားပါတယ်ဆိုတဲ့အကြောင်းငါတို့လေ့လာကြည့်ကြမှာဖြစ်တယ်ငါတို့ဒီအကြောင်းကိုရှင်ရန်ခရစ်ဝင်ကျမ်းအခန်းကြီး30အပိုင်းငယ်29မှ30ကိုကြည့်လိုက်ချိန်မှာတွေ့ရမှာဖြစ်တယ်ငါတို့တပိုက်ချင်းစီကြည့်ကြရအောင်အပိုင်းငယ်29ကိုဖတ်ကြရအောင်ငါတိုးတို့ဒီငါစကားတန်ကိုနားထောင်၍ငါနောက်တို့လိုက်ကြ၏ထိုတိုးတို့ကိုငါတီး၏ဒီမှာငါတိုးလို့ပြောတဲ့ချိန်မှာဒီမှာယေရှုခရစ်တော်ဘုရားကသူ့ကိုယုံကြည်တဲ့သူတွေကိုပြောပြနေတာဖြစ်တယ်ငါတိုးလို့ပြောတဲ့ချိန်မှာဒီစကားစနစ်ဆက်ရမယ်ဆိုရင်ဒီတိုးဝင်ရတကဝကယေရှုခရစ်တော်ဘုရားဖြစ်တယ်ပြောရမယ်ဆိုရင်တိုးဝင်ရတကဝဖြစ်တဲ့ယေရှုခရစ်တော်ကိုယုံကြည်ပြီးတော့ဒီတိုးချန်တဲ့ကိုရောက်ရှိသွားတဲ့ဒီတိုးငါတိုးခရစ်တော်ကိုယုံကြည်တဲ့သူတွေလို့ခရစ်တော်ကငါတိုးလို့ရည်ညွှန်းထားတာဖြစ်တယ်ခရစ်တော်ကိုမယုံကြည်တဲ့သူတွေကိုယေရှုခရစ်တော်ကငါတိုးလို့မပြောဒါကြောင့်ဒီမှာငါတိုးလို့ပြောတဲ့အချိန်မှာယေရှုခရစ်တော်ဘုရားကိုယုံကြည်တဲ့သူတွေခရစ်တော်ဟာငါရဲ့ကယ်တင်ရှင်ပဲဆိုပြီးမှယုံကြည်တဲ့သူတွေကိုငါတိုးလို့ပြောပြနေတာဖြစ်တယ်အပိုင်းငယ်28ကိုဆက်ဖတ်ကြည့်ကြရအောင်ထာဝရအသက်ကိုလည်းငါပေး၏ထိုတိုးတို့သည်ပြည့်စည်ခြင်းနဲ့အစင်မပြတ်ကင်းလွတ်ကြလိမ့်မည်အဘေသူမြထိုတိုးတို့ကိုငါလက်မှမနှုတ်မယူရဒီမှာခရစ်တော်ကသူ့ယုံကြည်တဲ့သူ့တိုးတွေကိုထာဝရအသက်ကိုပေးတယ်တဲ့ပြီးတော့ဒီတိုးတွေဟာပစ္စည်းချင်းနဲ့အစင်မပြတ်ကင်းလွတ်ကြမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ငါ့ကိုယုံကြည်တဲ့ငါတိုးယုံကြည်သူတွေငါတိုးကိုငါလက်ကနေဘယ်သူမှနှုတ်ယူလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ဒီအပိုင်ငယ်29 30ကိုဆက်ကြည့်တဲ့အချိန်မှာယေရှုခရစ်တော်ဖျားနဲ့အဖခင်မတော်ဖျားတလုံးတော်တည်းဖြစ်တယ်။ခမဲတော်ဟာအရာခတ်သိမ့်ထက်ကြီးမြတ်တဲ့ဖျားဖြစ်တယ်။တကူကြီးတဲ့ဖျားဖြစ်တယ်။ငါလဲခမဲတော်ဖျားနဲ့တလုံးတော်အထဲပါပဲဒါကြောင့်ဒီလိုမျိုးတကူကြီးတဲ့ကွယ်ကာမှုနဲ့ငါတိုးတွေကိုငါကကွယ်ထားတဲ့အတွက်ကြောင့်ဘယ်သူမှငါရဲ့လက်ကနေနှုတ်ယူဖြစ်စီလို့မရပါဘူးဆိုမှပြပြနေတာဖြစ်တယ်ဒါကြောင့်ငါတို့ခရစ်တော်ကိုယုံကြည်ပြီးတဲ့သူတွေခရစ်တော်ဟာငါအပြည့်အတွက်တေးတယ်တကြိုးတယ်တုံးရမြောက်တော့နေမှာထမြောက်ပြီးတော့ငါအပြည့်အခအားလုံးကိုသူဆက်ပေးခဲ့ပြီးပါပြီလားသူကငါရဲ့ကယ်တင်ပိုင်ရှင်ပဲဆိုမှယုံကြည်တဲ့သူတွေဒါဟာခရစ်တော်ဘုရားရဲ့ကွယ်ကာမှုရရှိထားတဲ့သူဖြစ်တယ်။ဒါကြောင့်ဒီတေချာပေါက်ခရစ်တော်ယုံကြည်ထားတဲ့သူတွေဟာဆိုရင်ပျက်စီးခြင်းနဲ့အစင်မပြတ်ကင်းလို့မှဖြစ်တယ်ဒီမှာပျက်စီးခြင်းနဲ့အစင်မပြတ်ကင်းလို့မှဖြစ်တယ်လို့ပြောတဲ့အချိန်မှာဒီမှာကငါတို့ငရေကိုဘယ်တော့မှမတွားတော့ငရေကနေငါတို့ထာဝရလွတ်မြောက်သွားပြီးထာဝရလွတ်မြောက်သွားတဲ့သူဖြစ်သွားပြီးခရစ်တော်ပြင်ဆင်ထားတဲ့ဒီကောင်းကင်နိုင်ငံတော်ကိုပဲငါတို့ကဝင်စားရမယ့်သူဖြစ်သွားပါပြီ။ဘာကြောင့်လဲဆိုတော့ခရစ်တော်ရဲ့လက်ကနေနှုတ်ပြီးမှငရေကို
ပိချပိုင်တဲ့သူတယောက်မှမရှိပါဘူးခရစ်တော်ကိုယ်တိုင်ငါတို့ကိုကိုယ်ကထားပြီးသွားပါပြီထားပြီးပါပြီဆိုရင်မှခရစ်တော်ရဲ့ကိုယ်ကမှုကနေငါတို့ဒီမျိုးစိတ်ချမှုရရှိနိုင်တာဖြစ်တယ်ဒါကြောင့်ဘသူဘာပဲပြောပြောငါတို့ဟာဆိုရင်ဒီကျမ်းပိုက်ကိုကြည်ချင်းအဖြစ်ခရစ်တော်ယုံကြည်ထားပြီးသားသူတယောက်ဟာဆိုရင်ဘယ်တော့မှငရေကိုမတွားတော့ပါဘူးငရေကနေထာဝရလွတ်မြောက်သွားပါပြီခရစ်တော်ဖခင်ရဲ့ကိုယ်ကောင်းမှုရရှိထားပြီးသားဖြစ်တယ်ဒါကြောင့်ငါတို့စိတ်ချစွာဒီဖခင်ကိုအစေခံလို့ရတယ်ဖခင်ကိုချီးမွမ်းလို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ငါတို့ယေရှုခရစ်တော်ဖခင်ရဲ့လုံခြုံမှုပေးထားတဲ့အကြောင်းကနေငါတို့ဒီကိုယ်ကောင်းမှုအကြောင်းငါတို့တင်ပြီးသွားပြီဆိုရင်ငါတို့ဒီကြည့်ပြီးသွားပြီဆိုရင်ဆက်ပြီးတော့ဒီတန်ရှင်တော်ဝိညာဉ်တော်ဖခင်ရဲ့လုံခြုံမှုပေးထားတဲ့အကြောင်းငါတို့ဆက်ပြီးမှကြည့်ကြပါစို့တန်ရှင်တော်ဝိညာဉ်တော်ဖခင်ကယုံကြည်သူတွေကိုဘယ်လိုမျိုးကျေးဇူးပြုထားပြီးတော့ဘယ်လိုမျိုးလုံခြုံမှုပေးထားလဲဆိုတဲ့အကြောင်းကိုဆက်ပြီးမှငါတို့ပြောကြမှာဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဖခင်ကငါတို့အထဲမှာယုံကြည်သူတွေအထဲမှာရှိလာပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ဖခင်ကိုယ်တိုင်ကသူ့ရဲ့တစိတ်ကိုငါတို့ကိုခတ်ပေးပါတယ်ဆိုတဲ့အကြောင်းငါတို့ဆက်ပြီးမှပြောကြတော့မှာဖြစ်တယ်ယေရှုခရစ်တော်ဖခင်ကိုယ်တိုင်ကရှင်ခရစ်ယာန်အခန်းကြီး14အပိုင်း16ကနေ19မှာငါဟာခမဲတော်ကိုတောင်းလိုက်တဲ့အချိန်မှာခမဲတော်ဟာတမန်တရားကိုပြတော့ဝိညာဉ်တော်ကိုတင်တို့နဲ့အတူအစင်မပြတ်တည်နေဖို့ရန်အတွက်တင်တို့အားပေးမယ်မကဘူးထိုဝိညာဉ်တော်ဟာတင်တို့နဲ့အတူတည်နေပြီးတော့တင်တို့နဲ့အတူရှိပြီးတော့တင်တို့အထဲမှာလည်းရှိမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုငါတို့ဒီယေရှုခရစ်တော်ဖခင်ပြောပြနေတဲ့အကြောင်းကိုဒီရှင်ခရစ်ယာန်အခန်းကြီး14အပိုင်း16ကနေ19ကိုငါတို့ဖတ်ကြရအောင်ငါဒီခမဲတော်ကိုတောင်း၍ခမဲတော်ဒီတမန်တရားကိုပြတော့ဝိညာဉ်တော်တည်ဟူသောတပါတော်ဥပဇီဆရာကိုတင်တို့နှင့်အတူအစင်မပြတ်တည်နေစေခြင်းကတင်တို့အားပေးတော်မူမည်ထိုဝိညာဉ်တော်ကိုလောကီသားတို့သည်မတိမမြင်သောကြောင့်မခံမယူနိုင်ကြထိုဝိညာဉ်တော်သည်တင်တို့နှင့်အတူတည်နေ၍တင်တို့၌ရှိတော်မူသောကြောင့်တင်တို့တည်ရကြ၏အဆုံးနားလေးမှာဒီမှာတမန်တရားကိုပြတော့ဝိညာဉ်တော်လို့ပြောတဲ့အချိန်မှာဒီမှာတန်ရှင်တော်ဝိညာဉ်တော်ကိုပြောနေတာဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဖျားကိုပြောနေတာဖြစ်တယ်အဆုံးနားလေးမှာအပိုင်း19မှာလည်းပဲတွေ့ရမှာဖြစ်တယ်ထိုဝိညာဉ်တော်ဒီလို့ပြောတဲ့အချိန်မှာလည်းပဲဒါတန်ရှင်တော်ဝိညာဉ်တော်ဖျားကိုပြောနေတာဖြစ်တယ်တခြားနတ်ဆိုးအဲ့မျိုးကိုပြောပြနေတာဖြစ်အဲ့မျိုးဝိညာဉ်ကိုနတ်ဆိုးဝိညာဉ်တွေကိုပြောနေတာမဟုတ်ဘူးဒါတန်ရှင်တော်ဝိညာဉ်တော်ဖျားကိုပြောနေတာဖြစ်တယ်ထိုဝိညာဉ်တော်ဟာတင်တို့နဲ့အတူတည်နေပြီးတော့တင်တို့၌ရှိမယ်ဆိုပြီးမှပြောနေတာတွေ့ရတယ်ဒါကြောင့်ဒီယေရှုခရစ်တော်ဘုရားကတပည့်တော်တွေကိုပြောပြဒီနဲ့အတူပဲငါတို့အခုကြီးစိုးကာလမှာရှိတဲ့ယုံကြည်သူတွေဒိုင်းမှာလည်းပဲတန်ရှင်တော်ဝိညာဉ်တော်ဘုရားကငါတို့နဲ့အတူရှိပြီးမှငါတို့အထဲမှာသူကအကျဉ်းဝင်နေပါတယ်ငါတို့အထဲမှာရှိပါတယ်ဆိုပြီးမှပြောပြနေတာဖြစ်တယ်ဆက်ပြီးတော့ငါတို့ဒီအေဖာဝရစာခန်းကြီး1အပိုင်းငယ်73ကနေ14ကိုကြည့်တဲ့အချိန်မှာငါတို့ဆက်ပြီးမှကြည့်ရမှာဖြစ်တယ်တွေ့ရမှာဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဘုရားကငါတို့အထဲမှာရှိလာတယ်မကဘူးတန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့တစိ့ကိုငါတို့ခံရပါတယ်ဆိုတဲ့အကြောင်းငါတို့ဒီအေဖာဝရစာခန်းကြီး1အပိုင်းငယ်73ကနေ14ကိုဖတ်ကြည့်တဲ့အချိန်မှာတွေ့ရမှာဖြစ်တယ်ဆက်ဖတ်ကြည့်ကြရအောင်73ကိုအပိုင်းငယ်73ကိုတင်တို့ဒီလေကေတင်တော်မူခြင်းအကြောင်းနဲ့ရှင်သောဧဝံဂေလိတရားတည်ဟူသောတမန်တရားကိုကြားနာရ၍ထိုခရစ်တော်ကိုယုံကြည်ပြီးမှဂတိတော်နဲ့ရှင်တော်တန်ရှင်တော်ဝိညာဉ်တော်၏တစိ့ခတ်ခြင်းကိုခံရကြပြီတန်ရှင်တော်ဝိညာဉ်တော်၏တစိ့ခတ်ခြင်းကိုခံရကြပြီဆိုရင်မှပြောထားတာတွေ့ရတယ်ဒီမှာပေါလုကအဖက်ယုံကြည်သူတွေကိုပြောပြနေတာဖြစ်တယ်ခရစ်တော်ကိုယုံကြည်ပြီးတဲ့အဖက်ယုံကြည်သူတွေကိုပြောပြနေတာဖြစ်တယ်တင်တို့ဟာကေတင်တော်မူခြင်းနဲ့ရှင်တဲ့ဧဝံဂေလိတရားကိုကြားပြီးမှဧဝံဂေလိတရားလို့ပြောတဲ့အချိန်မှာခရစ်တော်ဟာငါတို့အပြစ်ကြောင့်လက်ဝါးကားတိုင်းမှာအသေးခံပါတယ်တကြိုပါတယ်၃ရက်မြောက်တုန်းနဲ့မှာထမြောက်ပြီးတော့ငါတို့ရဲ့အပြစ်ကအားလုံးကိုဆက်ပေးခဲ့ပြီးပါပြီဆိုတော့သူပြီးမြောက်တဲ့အမှုကိုဧဝံဂေလိတရားလို့ပြောနေတာဖြစ်တယ်ဒီဧဝံဂေလိတရားကိုငါတို့တင်တော့ဟာကြားပြီးမှခရစ်တော်ကိုယုံကြည်လိုက်တဲ့အချိန်မှာတင်တော့အထဲမှာတန်ရှင်တော်ဝိညာဉ်တော်ရှိလာပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ရဲ့တစိ့ခတ်ခြင်းကိုတင်တော့ဟာခံရကြပါပြီဆိုပြီးမှပြောပြနေတာဖြစ်တယ်ပြောရမယ်ဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ယုံကြည်သူတွေရဲ့အထဲမှာရှိလာတဲ့ရည်ရွယ်ချက်တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုယ်တိုင်ကငါတို့ကိုတစိ့ခတ်ပေးတယ်ဆိုတဲ့ရည်ရွယ်ချက်ကတင်ဟာခရစ်တော်ကိုယုံကြည်ထားတဲ့တင်ဟာတင်ရဲ့အထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားရှိတဲ့အတွက်ကြောင့်
တင်းကိုတန်ရှင်တော်ဝင်တော့တစ်စိတ်ခတ်ထားတဲ့အတွက်ကြောင့်တင်းဟာဒီနေ့ကစပြီးမှဖျားခင်ရဲ့လူဖြစ်သွားပါပြီတင်းဟာခရစ်တော်လာခြေဆောင်တဲ့အချိန်မှာတင်းဟာပါမစ်သူဖြစ်သွားပါပြီတင်းဟာတစ်ချိန်ကြာရင်ဖျားခင်ပြင်ဆင်ထားတဲ့ကောင်းကင်နိုင်ငံတော်မှာဝင်စားရမယ့်သူဖြစ်သွားပါပြီတင်းဟာငရေကနေထာဝရလွတ်မြောက်သွားတဲ့သူဖြစ်သွားပါပြီဆိုရင်မှဒီတန်ရှင်တော်ဝင်တို့ဖျားကရည်ရွယ်ချက်နဲ့ငါတို့အထင်းမှာရှိလာတာဖြစ်တယ်ငါတို့အထင်းမှာသူကိုယ်တိုင်ကရှိလာပြီးမှသူကငါတို့ကိုတစ်စိတ်ခတ်ပေးတာဖြစ်တယ်ခတ်ပေးထားတာဖြစ်တယ်ဒီမျိုးကျေးဇူးပြုပေးထားတာဖြစ်တယ်တန်ရှင်တော်ဝင်တို့ဖျားကငါတို့တစ်စိတ်ခတ်တယ်လို့ပြောလို့ချင်မှာတစ်စိတ်ခတ်ခြင်းကိုပိုပြီးမှနားလည်လာအောင်ငါတို့ဒီဥမာအနည်းငယ်ကြည့်ကြရအောင်ဒီဘယင်တို့ခေတ်မှာဘယင်တွေရှိတဲ့ခေတ်မှာဘယင်တွေဟာစာတွေရေးတဲ့ချိန်မှာတယုံဝင်စာတွေရေးတဲ့ချိန်မှာဒါဟာဘယင်ရဲ့စာဖြစ်ပါတယ်ဘယင်ထံကနေလာတာဖြစ်တယ်တယုံဝင်ဖြစ်တယ်ဘယ်သူမှဘယင်အမိတ်ကိုလွန်ဆန်လို့မရပါဘူးဒါဘယင်ရဲ့စာဖြစ်တယ်ဆိုတော့တက်တဲ့အနေနဲ့ဘယင်တွေကသူစာရေးပြီးတဲ့အချိန်မှာဒီသူ့ရဲ့ဘယင်လက်စုပေါ့သူ့ရဲ့လက်စုနဲ့တစိမ့်ခက်ရတယ်သူကတစိမ့်နှိပ်ရတယ်ဒီဖျောင်းကူထဲမှာသူကတစိမ့်ကိုနှိပ်ပြီးမှဒါဟာဘယင်ဟာဖြစ်ပါတယ်ဘယင်ထံကနေလာတာဖြစ်တယ်ဒီစာဟာဘယင်အပိုင်ဖြစ်တယ်ဆိုတဲ့အနေနဲ့ဒီတစိမ့်ခက်ရဖြစ်တယ်ထုံနည်းတူပဲဒီငါတို့ယုံကြည်သူတွေရဲ့အထင်းမှာလည်းပဲငါတို့ခရစ်တော်ကိုယုံကြည်လိုက်တဲ့အချိန်မှာတန်ရှင်တော်ဝိညာဉ်တော်ဖျားကငါတို့အထင်းမှာရှိလာပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ဖျားကတန်ရှင်တော်ဝိညာဉ်တော်ရဲ့တစိမ့်ကိုငါတို့အထင်းမှာခက်လိုက်တယ်အိုးဒီလူဟာခက်လိုက်ငါတို့အထင်းမှာခက်လိုက်တဲ့အကြောင်းဒီလူဟာဖျားသခင်ရဲ့လူဖြစ်သွားပြီဒီလူဟာငရေကနေထာဝရလွတ်မြောက်သွားပြီးတော့ဒီလူဟာခရစ်တော်လာခေါ်တဲ့အချိန်မှာဒီလူဟာပါမယ့်သူဖြစ်သွားပြီဒီလူဟာကောင်းကင်နိုင်ငံကိုတွားရမယ့်သူဖြစ်သွားပြီဆိုတော့အသက်တည်အနေနဲ့ငါတို့အထင်းမှာတန်ရှင်တော်ဖျားရှိလာတယ်ငါတို့ကိုတစိမ့်ခက်ပေးတယ်အဲ့လိုပြောပြနေတာဖြစ်တယ်ငါတို့ဖျားခင်ကတန်ရှင်တော်ဝိညာဉ်တော်ဖျားကငါတို့ထဲမှာခဏပဲနေမှာလားလို့ပြောလို့ရှိရင်ခဏပဲနေမှာမဟုတ်ဘူးငါတို့ဒီရှေ့ကဒီရှင်ရခရစ်ကျမ်းအခန်းကြီး14အပိုင်းငယ်16ကို16နဲ့19ကိုကြည့်တဲ့ချိန်မှာလည်းပဲငါတို့နဲ့အတူထာဝရနေမှာဖြစ်တယ်ဒါပေမဲ့ငါတို့ရဲ့အထဲမှာတော့ဘယ်ချိန်ထိနေမလဲလို့ပြောလို့ရှိရင်ငါတို့နဲ့အတူတော့ထာဝရနေမှာဖြစ်တယ်အစမပြတ်နေမှာဖြစ်တယ်လို့ဒီရှင်ရခရစ်ကျမ်းအခန်းကြီး14မှာဖော်ပြထားတာတွေ့ရတယ်ဒါပေမဲ့အဖေဝရစာအခန်းကြီး1အပိုင်းငယ်14ကိုဆက်ဖက်ကြည့်တဲ့အချိန်မှာတော့ငါတို့အထဲမှာတန်ရှင်တော်ရဲ့ဖျားကဘယ်ချိန်ထိနေမလဲလို့ပြောတဲ့အချိန်မှာငါတို့ဖက်ကြည့်အောင်အပိုင်းငယ်14ကိုဖတ်ပြပါမယ်ရှင်ရခရစ်အဖေဝရစာအခန်းကြီး1အပိုင်းငယ်14ကိုဖတ်ပြပါမယ်ပိုင်ထိုက်တော်မူသောသူတို့သည်ဘုန်းတော်ကိုချီးမွမ်းခြင်းအကြောင်းနဲ့ရွေးနှုတ်တော်မူခြင်းတော်မရောက်မီကာလပတ်လုံးထိုဝိညာဉ်တော်သည်ငါတို့အမွေစဉ္ဖြစ်တော်မူ၏ဆိုမှဖော်ပြထားတာတွေ့ရတယ်ဒီမှာရွေးနှုတ်တော်မူခြင်းတော်မရောက်မီကာလပတ်လုံးထိုဝိညာဉ်တော်သည်ငါတို့အမွေစဉ္ဖြစ်တော်မူ၏ဒီမှာရွေးနှုတ်တော်မူခြင်းတော်မရောက်မီကာလပတ်လုံးလို့ပြောတဲ့အချိန်မှာခရစ်တော်ဟာငါတို့ယုံကြည်သူတွေကိုဟိုးကောင်းကင်နိုင်ငံကိုမချီဆောင်ခင်အထိခရစ်တော်မလာမချင်းခရစ်တော်လာမခိုးမချင်းတန်ရှင်တော်ကြီးတော်ဖျားကငါတို့အထင်းမှာရှိနေမှာပါဆိုမှပြပြနေတာဖြစ်တယ်ငါတို့ဟိုးကောင်းကင်နိုင်ငံရောက်တော့ရင်တော့တန်ရှင်တော်ကြီးတော်ဖျားငါတို့အထင်းမှာမရှိတော့ဘူးငါတို့လည်းအတူတော့ထာဝရရှိနေမှာဖြစ်တယ်အဲ့လိုပြပြနေတာဖြစ်တယ်ဒါပေမဲ့အခုငါတို့အသက်ရှင်နေတဲ့ကာလပတ်လုံးမှာတော့တန်ရှင်တော်ကြီးတော်ဖျားငါတို့အထင်းမှာရှိပြီးမှဒီလူဟာဖျားသခင်ရဲ့လူဖြစ်တယ်ဒီလူဟာခရစ်တော်လာခေါ်တဲ့အချိန်မှာပါမစ်သူဖြစ်တယ်ဆိုတဲ့အနေနဲ့တန်ရှင်တော်ဝင်တော်ဖျားကငါတို့အထဲမှာငါတို့အသက်ရှင်နေတဲ့ရွေ့အဲဒီတန်ရှင်တော်ဝင်တော်ဖျားကငါတို့အထဲမှာအမွေအနေနဲ့စင်ရင်အနေနဲ့ငါတို့အထဲမှာရှိမှာဖြစ်တယ်ဆိုရင်မှငါတို့ပြောပြနေတာဖြစ်တယ်ဒါကြောင့်ဒီအချက်ကြောင့်တန်ရှင်တော်ဝင်တော်ဖျားကယုံကြည်သူရဲ့အထဲမှာရှိတယ်ရွေးနှုတ်တော်မူခြင်းမရောက်မီကာလပတ်လုံးရှိမှာဖြစ်တယ်မကဘူးငါတို့တစိခက်ပေးတယ်ဖျားခင်ရဲ့လူဖြစ်တယ်ဆိုတဲ့အနေနဲ့ငါတို့တစိခက်ပေးတယ်ဘယ်မျိုးကျေးဇူးပြုထားတဲ့အတွက်ကြောင့်တန်ရှင်တော်ရင်တို့ဖျားကငါတို့အထက်မှာရှိတယ်ငါတို့တစိခက်ပေးတယ်ဒီအမှုတွေကြောင့်ဒီလိုမျိုးဖျားတန်ရှင်တော်ရင်ဖျားငါတို့ဒီမျိုးလုပ်ပေးထားတဲ့အတွက်ကြောင့်ငါတကယ်ပဲခရစ်တော်ကိုယုံကြည်လိုက်တဲ့အချိန်မှာငါအထက်မှာတန်ရှင်တော်ဖျားရှိတယ်ငါတစ်ချိန်ကျရင်ကောင်းကင်နိုင်ငံကိုတွားရမယ့်သူဖြစ်တယ်ခရစ်တော်လာခေါ်တဲ့ခရစ်တော်လာခြေဆောင်တဲ့အချိန်မှာငါခြေဆောင်ခြင်းမှာပါမယ့်သူဖြစ်တယ်ဆိုတဲ့စိတ်ချမှုငါတို့ရှိလာမှာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ငါတို့ဒီနေ့မှဒီလောက်နဲ့ပြောပြီးမှငါတို့နေကုန်းချုပ်တော့မှာဖြစ်တယ်ငါတို့ဒီစိတ်ချမှုရှိဖို့ရန်အတွက်ငါတို့ဒီအရင်ရက်တွေရောဒီနေ့မှရောဒီ
သုံးပါးတဆူထာဝရဘုရားရဲ့သုံးပါးတဆူဘုရားရဲ့လုံခြုံမှုအကြောင်းတို့ကြည်နေတာဖြစ်တယ်ကြည်ပြီးတော့တာဖြစ်တယ်ဒါဆိုရင်ဒီငါတို့ဒီယေရှုခရစ်တော်ဘုရားကိုငါတို့ခရစ်တော်ကိုယေရှုခရစ်တော်ကိုမင်းသူဟာငါရဲ့ကေတင်ပိုင်ရှင်ပဲယေရှုခရစ်တော်ဘုရားငါအပြည့်အတွက်ငါငရေကိုတွားရမယ့်အစားသူဟာငါအပြည့်အစားငါကိုစားလာဝကားတိုင်းပေါ်မှာငါအပြည့်အခကိုဆက်ပေးခဲ့တယ်သူဟာငါရဲ့ကေတင်ပိုင်ရှင်ပဲဟုယုံကြည်လိုက်တဲ့အချိန်မှာငါတို့ရရှိတဲ့ထာဝရတက်ငရေကနေလွတ်မြောက်ခြင်းဟိုကောင်းကင်နိုင်ငံကိုတွားရတဲ့အခွင့်ဒါဟာပေချာပေါက်ဖြစ်တယ်ဒါဟာမဆုံးရှုံးနိုင်ပါဘူးဒါဟာထာဝရပါပဲဆိုရင်မှပြောပြနေတာဖြစ်တယ်ဘာကြောင့်လဲဘာကြောင့်ထာဝရပြောရတယ်လဲလို့ပြောတဲ့အချိန်မှာအကြောင်းရင်းကတော့ငါတို့လေ့လာပြီးသွားတဲ့ဒီသုံးပါးတဆူထာဝရဘုရားရဲ့လုံခြုံမှုပေးထားတဲ့အတွက်ကြောင့်ပဲဖြစ်တယ်ဆိုရင်မှပြောပြနေတာဖြစ်တယ်ဒါကြောင့်ငါတို့ဒီပြန်ပြီးမှအနည်းချုပ်ရမယ်ဆိုရင်ခမေးတော်ဘုရားကငါတို့ကိုသူ့ရဲ့မဟာချစ်ချင်းမြတ်တာနဲ့အစမပြတ်မပြောင်းလဲတဲ့ချစ်ချင်းမြတ်တာနဲ့ငါတို့ကိုချစ်ထားတဲ့အတွက်ကြောင့်သူ့ရဲ့ချစ်ချင်းမြတ်တာကလည်းဘယ်သူမှငါတို့ကိုမခွေးနိုင်ဘူးတေချာပေါက်ငါတို့ဟာသူချစ်ထားတဲ့သူတွေကိုငါတို့ကိုဘုရားခင်ကတေချာပေါက်သူပြင်ဆင်ထားတဲ့ကောင်းကင်နိုင်ငံကိုငါတို့ကိုချီဆောင်မှာဖြစ်တယ်ပို့ဆောင်မှာဖြစ်တယ်ဆိုပြီးငါတို့ကြည်ပြီးသွားတာဖြစ်တယ်ဒုတိယအနေနဲ့ယေရှုခရစ်တော်ဘုရားကိုယ်တိုင်ကသူ့ရဲ့တိုးဖြစ်တဲ့သူ့ယုံကြည်သူတွေကိုထာဝရအသက်ပေးပြီးမှသူကိုယ်တိုင်ကငါတို့ကိုကြွေကာမှုပေးထားတဲ့အတွက်ကြောင့်သူရဲ့လက်ကနေဘယ်သူမှနှုတ်ယူဖြစ်စီလို့မရဘူးဆိုရင်မှငါတို့ကြည်ပြီးသွားဖြစ်တယ်နောက်ဆုံးအနေနဲ့ငါတို့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုယ်တိုင်ကယုံကြည်သူရဲ့အသေးမှာဘုရားဖြစ်တဲ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုယ်တိုင်ကိုကယုံကြည်သူရဲ့အသေးမှာရှိလာပြီးမှငါတို့ကိုဒစိတ်ခက်ပေးတယ်ဟောဒီလူဟာဘုရားခင်ရဲ့လူဖြစ်တယ်တေချာပေါက်ငရေကနေလွတ်မြောက်ပြီးမှခရစ်တော်ခြေဆောင်တဲ့ချိန်မှာခြေဆောင်ခြင်းမှာပါမဲ့သူကောင်းကင်နိုင်ငံကိုတွားရမဲ့သူဖြစ်တယ်ဆိုတဲ့အနေနဲ့ငါတို့အထင်းမှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားရှိလာတယ်ဆိုတဲ့အကြောင်းကိုပြောပြသွားပြီဖြစ်ပါတယ်ငါတို့ဒီအကြောင်းကိုဘုရားခင်သုံးပါးတော်ဆူဘုရားရဲ့လုံခြုံမှုအကြောင်းငါတို့နားလည်လာတဲ့အချိန်မှာရှင်းလာတဲ့အချိန်မှာလက်တွေ့မှာငါတို့ဟိုးတကယ်ပဲစိတ်ချမှုရှိပါလားဟိုးတကယ်ပဲငါခရစ်တော်ယုံကြည်လိုက်တဲ့အချိန်မှာငါတကယ်ပဲငရေကနေလွတ်မြောက်သွားပြီးလွတ်မြောက်သွားတဲ့သူဖြစ်သွားပါပြီလားထာဝရငါငရေကနေလွတ်မြောက်သွားပါပြီလားဟိုးငါဟာတကယ်ကြရင်ခရစ်တော်ပြင်ဆင်ထားတဲ့ဘုရားခင်ပြင်ဆင်ထားတဲ့ကောင်းကင်နိုင်ငံကိုဝင်စားရမယ့်သူဖြစ်သွားပါပြီလားဘုရားခင်ရဲ့ကျေးဇူးပဲဆိုရင်မှငါတို့ဟာလက်တွေ့တက်တာမှာပြင်းလေစိတ်ချမှုရှိလာပြီးမှဘုရားခင်အတွက်ပို့ပြီးမှတက်ရှင်ချင်လာမယ်ခရစ်တော်အတွက်ပို့ပြီးမှတက်ရှင်ချင်လာမယ်တခြားမယုံကြည်သူတွေကိုလည်းပဲခရစ်တော်ရဲ့အင်္ဂလိပ်တရားကိုပို့ပြီးမှတာပြီးမှပြောပြချင်လာမှာဖြစ်တယ်ဒါကြောင့်ဒီနေ့မှာတော့ဒီငါတို့ဒီခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်ရရှိတဲ့ထာဝရတက်ဟာဘုရားခင်ရဲ့လုံခြုံမှုပေးထားတဲ့အတွက်ကြောင့်စိတ်ချမှုရှိပါပြီဆိုရင်မှငါတို့ကြည်ပြီးသွားတာဖြစ်တယ်ဒါကြောင့်ဒီနေ့မှာတော့ဒီလောက်နေပဲပြောပြီးမှငါတို့ဒီနှုတ်ဆက်ကြတော့မှာဖြစ်တယ်ငါတို့သခင်ယေရှုခရစ်ကိုအမှန်ချစ်တော်သူအပေါင်းတို့၌ကျေးဇူးတော်ရှိစေတည်းအာမင်